ကျောင်းတော်ကြီးရဲ့နောက်ဆုံးသတိပေးတန်ကဟိန်းထွက်နေခဲ့ပါတယ်။ဒါဟာအလောက်ကန်ပြောင်းလဲဖို့နောက်ဆုံးသတိပေးချက်ပဲ။ရွေးချယ်ပြီးရင်ဘယ်တော့မှပြောင်းလဲလို့မရဘူး။အရေးချင်းပြစ်မိရင်စစ်တီတော်အလောက်ကန်ကိုပဲရွေးကြပါ။စင့်ခေါ်သူအလောက်ကန်ကိုတော့လုံးဝမရွေးပါနဲ့။အဲ့ဒါဘာမှသုံးစားမရတဲ့အမိုက်အလောက်ကန်ပဲလို့ဆရာဖြစ်သူကအော်ဟစ်သတိပေးနေပါတယ်။ဒီအချိန်မှာကျောင်းသားတွေကြားထဲမှာတော့ပွဲစုနေပါပြီ။လူတိုင်းကစစ်တီတော်အလောက်ကန်ကိုပဲရွေးဖို့တစားစားဖြစ်နေကြတာပေါ့။အထူးသဖြင့်ပါရမီ9မျိုးတောင်ပိုင်ဆိုင်ထားတဲ့ကြောင်ဦးဆိုတဲ့ကောင်လေးကစစ်တီတော်အလောက်ကန်ကိုရွေးလိုက်တဲ့အခါတကြောင်လုံးဟိုးကြော်သွားပါတော့တယ်။ကောင်မလေးတွေကလည်းအားကြတငယ်ချင်းတွေကလည်းဝိုင်းချီမွန်းကြနဲ့ပေါ့ဗျာ။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဇက်လိုက်ကျော်ချမ်းယူကတော့အခြေအနေမတူပါဘူး။သူကဒီကဘာကိုကူးပြောင်းရောက်ရှိလာတဲ့သူဖြစ်ပြီးဒီကဘာရဲ့စီးမြင့်တွေကိုကောင်းကောင်းနားလည်ထားတဲ့သူပါ။အင်းစစ်တီတော်ကတော့အစကနေအဆုံးထိအကျဉ်းစားပဲ။မော်ဆရာကတော့ပတ်စံရှိမှကစားလို့ရပေမဲ့နောက်ပိုင်းကျရင်တော့ဖះသခင်ပဲ။ဒါပေမဲ့စင့်ခေါ်သူကတော့အစကနေအဆုံးထိအမိုက်ပဲဗျ။ဘဲဖွဲကမှလည်းပါတီခေါ်မကစားချင်ဘူး။တယောက်တည်းဆော့ရင်လည်းအသက်ခံရဖို့ရာဂိုင်နှုန်းကများတယ်လေ။ဂျန်ယူတယောက်ဘာအလောက်ကန်ရွေးရမလဲစဉ်းစားနေတော့မှပဲရုတ်တရက်တကဘာလုံးအချိန်တွေရက်တန့်သွားတယ်လို့ခန်းစားလိုက်ရပြီးစနစ်ကနေသတိပေးတန်ကြီးထွက်ပေါ်လာပါတော့တယ်။သတိပေးချက်တင်ဟာစင့်ခေါ်သူအလောက်ကန်ပေါ်နားလည်မှုလွဲမှားနေသည်။စင့်ခေါ်သူရဲ့နတ်ဖျားအဆင့်အရေးချင်းဖြစ်တဲ့စွမ်းရည်စနစ်ကိုစတင်အသက်သွင်းနေပြီးအကယ်၍စင့်ခေါ်သူအလောက်ကန်ကိုမရွေးချယ်ပါကဤစနစ်သည်မိမိကိုယ်ကိုဖျက်ဆီးသွားမည်ဖြစ်သည်ဟန်ဘာကြီးလဲဟာဒါတက်ချင်းချောက်တာပဲမဟုတ်လားတကယ်လို့ငါသာစင့်ခေါ်သူကိုမရွေးရင်ဒီစနစ်ကြီးကကွဲထွက်သွားတော့မှာပေါ့လှုပ်လိုက်ပြန်ပြီးအချိန်တွေပြန်လဲပတ်လာတဲ့အခါမှာတော့ဂျန်ယူရဲ့ရည်စားဖြစ်သူဤကစစ်တီတော်ရွေးဖို့တိုက်တွန်းနေပါတယ်ဒါပေမဲ့ဂျန်ယူကတော့ဆုံးဖြတ်ချက်ခိုင်မာသွားခဲ့ပါပြီလူတိုင်းကတော့စင့်ခေါ်သူကိုအညံ့ဆုံးလို့ပြောကြတာပဲဒါပေမဲ့ငါကတော့စင့်ခေါ်သူကိုပဲရွေးမယ်လို့သူကရဲရဲဝံ့ဝံ့ကြေညာလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါရည်စားဖြစ်သူဤကဒေါသတကြီးနဲ့နင်တာအဲ့ဒီအမိုက်အလုတ်ကန်ကိုတကယ်ရွေးရင်ငါတို့လမ်းခွဲကြမယ်လို့ချင်းချောက်ပါတယ်ဆီယာမကလည်းပြန်စဉ်းစားဖို့တားပါသေးတယ်ဒါပေမဲ့ဂျန်ယူကတော့နောက်မဆုတ်ခဲ့ပါဘူးသူစင့်ခေါ်သူကိုရွေးလိုက်တဲ့အချိန်မှာပဲဤကသူ့ကိုချက်ချင်းလမ်းခွဲစကားပြောပြီးထွက်သွားပါတော့တယ်အဟက်လူမိုက်တွေကတော့အပြင်ပန်းကိုပဲကြည့်ပြီးဆုံးဖြတ်ကြတာပေါ့ငါရဲ့တကယ်ပါရမီကိုမတိကြဘဲနဲ့သူများတွေလှောင်ပြောင်နေချိန်မှာပဲဂျန်ယူရဲ့နားထဲမှာတော့စနစ်ရဲ့အောင်ပွဲခံတန်ကြီးထွက်ပေါ်လာပါတယ်ဂုံယူပါသည်တင်ဒီစင့်ခေါ်သူတူဖြစ်လာခဲ့ပါပြီတင်ဒီတီးတန့်ဖြစ်သောနတ်ဖျားအဆင့်ပါရမီကိုရရှိသွားပါပြီငါအဆင့်တက်တိုင်းမှာအဆင့်မြင့်စွမ်းရည်နှစ်ခုကိုရွေးချယ်ခွင့်ရရှိပါမည်ဘိုးဒါတကယ်ကြီးလားဗျာသူများတွေကတစ်သက်လုံးမှာပါရမီတစ်ခုပဲရကြတာငါကတော့ငါအဆင့်တက်တိုင်းပါရမီအသစ်နှစ်ခုစီထပ်ရနေမှာပေါ့ဒါဟာအကန့်အသတ်မဲ့စွမ်းအားပဲမဟုတ်လားဂျန်ယူပထမဆုံးစုပ်ယူလိုက်တဲ့စွမ်းရည်တွေကတော့အဆင့်အမြင့်ဆုံးမိစ္ဆာပဋိညာဉ်နဲ့အိမ်တော်ထိန်ကလုံးသားတို့ပဲဖြစ်ပါတယ်အတန်းထဲမှာတော့ဂျန်ယူကိုလူတိုင်းကအထင်သေးနေတော့မှာပဲဆီယာမဖြစ်သူကတော့စင့်ခေါ်သူဆိုတာအဖွဲ့အစည်းလည်းမရှိအကူအညီလည်းမရအဆင့်တက်ဖို့လည်းခက်ခဲလိမ့်မယ်လို့သတိပေးပါတယ်ဂျန်ယူကသူ့ရဲ့စင့်ခေါ်တတော်ကိုတုံးပြီးအဆင့်တက်မယ်လို့ပြောတဲ့အခါကျောင်းသားတွေကအဆင့်တက်ကော်ပလင်လေးနဲ့လာဆိုပြီးတဟားဟာရေမောကြပါတယ်ဒါနဲ့ဂျန်ယူကသူ့ရဲ့အဆင့်မြင့်ပါရမီကိုထုတ်ပြလိုက်တဲ့အခါမှာတော့တဒန်းလုံးစွန့်သွားပါတော့တယ်တစ်သက်လုံးလမ်းခွဲမဲ့ပြောနေတဲ့ရီစားဟောင်းဤတောင်မှနောင်တရတယ်လို့ဖြစ်သွားခဲ့ပါတယ်ဒီလိုပါရမီမျိုးကတသိန်းမှာတယောက်တည်းရှိတဲ့ပါရမီရှင်မဟုတ်လားဗျာကျောင်းကနေထွက်လာပြီးနောက်ဂျန်ယူတယောက်တီးတက်နေရတစ်ခုမှာသူ့ရဲ့စင့်ခေါ်တတော်ဖြစ်တဲ့အဆင့်တက်ကော်ပလင်လေးကိုစင့်ခေါ်လိုက်ပါတယ်တကယ်တော့အဆင့်တက်ကော်ပလင်ရဲ့တိုက်ခိုက်မှုစွမ်းအားက400ပဲရှိပြီးတကယ်ကိုအားနည်းပါတယ်ဒါပေမဲ့ဂျန်ယူမှာအဆင့်မြင့်စွမ်းရည်ဖြစ်တဲ့မိစ္ဆာပဋိညာဉ်ရှိနေတယ်လေသူကသူ့ရဲ့သွေးအင်အား600ကိုစတေးပြီးပါရမီအမှတ်60ဖြစ်ပြောင်းလဲလိုက်ပါတယ်ပြီးနောက်အဲ့ဒီအမှတ်တွေသုံးပြီးကော်ပလင်လေးကိုစတင်အဆင့်မြင့်တင်လိုက်ပါတော့တယ်ကော်ပလင်အဆင့်မြင့်တင်ခြင်းစတင်ဆိုအလင်းတန်းတွေဖြာထွက်သွားပြီးနောက်မှာတော့တာမန်ကော်ပလင်စုပ်လေးမဟုတ်တော့ပဲဒန္နာရီလာဝင်ပလွေစီကော်ပလင်စစ်တီတော်ဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒါတင်မကသေးပါဘူးအိမ်တော်ထိန်နှလုံးသားစွမ်းရည်ကိုပါထပ်မံပေါင်းဆက်လိုက်တဲ့အခါမှာတော့ဝင်ပလွေစီကော်ပလင်ဟာဝစ်စုံအပြည့်နဲ့တည်တက်ပြီးပုံမူကြောက်မက်ဖွယ်ကောင်းတဲ့အဆင့်3စစ်တီတော်ကြီးအဖြစ်အသွင်ပြောင်းသွားပါတော့တယ်ဂျန်ယူတယောက်စိန်ခေါ်မှုနယ်မြေရှိရာစီတို့ရောက်လာတဲ့အခါမှာတော့လူတွေကအုပ်စုဖွဲ့ဖို့အော်ဟစ်ရှာဖွေနေကြပါတယ်နယ်မြေတွေထဲမှာအလွယ်ကူဆုံးအဆင့်ကိုတောင်တာမန်အဖွဲ့တွေဟာအသက်လူပြီးကစားကြရတာပါဂျန်ယူရဲ့တငယ်ချင်းဖြစ်သူလောင်ချမ်းကရောက်လာပြီးအဖွဲ့ဖွဲ့ဖို့ပြောပါတယ်ဂျန်ယူကတော့တာမန်တင်မကပဲစံချိန်စရာရဲ့ထိတ်ဆုံးကိုတက်ချင်နေတာပါလူတွေကတော့စင့်ခေါ်သူတယောက်ကစံချိန်စရာထိတ်ဆုံးတက်ချင်နေဆိုလို့တောင်ပြောင်နေကြပါတယ်ဂျန်ယူကလောင်ချမ်းကိုမင်းငါကိုယုံလားယုံရင်လူအပြည့်ဖြစ်အောင်အရန်လူ2ယောက်ပဲရှာခဲ့ငါတယောက်တည်းစောပြမယ်လို့ပြောလိုက်ပါတယ်အသက်မသေးခြင်းတဲ့လူတွေကြားထဲကမှစွန့်စားခြင်းတဲ့အရန်လူ2ယောက်ကိုရသွားပြီးနောက်သူတို့အဖွဲ့ဟာအဆင့်တရဲ့အလွယ်ဆုံးနယ်မြေဖြစ်တဲ့လမ်းမထက်ကနှင်းကဘာတဲကိုစတင်ဝင်ရောက်ခဲ့ပါတော့တယ်နယ်မြေထဲရောက်တာနဲ့အေးစိမ့်တဲ့လေထုနဲ့အတူအင်အားကြီးပြီးတွေးထူတဲ့အေးခဲအလောင်းကောင်တွေထွက်ပေါ်လာပါတယ်တာမန်အဖွဲ့တွေဆိုရင်ဒီကောင်တစ်ကောင်ကိုတတ်ဖို့9မိနစ်6မိနစ်လောက်အချိန်ယူရတာပါတငယ်ချင်းတို့တတိထားကြအလောင်းကောင်တွေလာနေပြီလို့လောင်ချမ်းကစိုးရိမ်တကြီးပြောလိုက်ပါတယ်အဟက်စိုးရိမ်မနေပါနဲ့တငယ်ချင်းတို့ရာငါရဲ့အမိုက်စားစစ်တီတော်ကြီးကိုပြသရမယ့်အချိန်ရောက်ပြီးဂေါဘလင်ထွက်လာခဲ့စမ်းဂျန်ယူရဲ့စင့်ခေါ်တန်ဆုံးမှာတော့တာမန်ဂေါဘလင်တွေနဲ့လုံးဝမတူပဲခန့်ညားထဲဝါပြီးစွမ်းအားကြီးတဲ့ဝင်ပလွေစီဂေါဘလင်ကြီးထွက်ပေါ်လာပါတယ်ခြေမုံပစ်စမ်းဂေါဘလင်စစ်တီတော်ကြီးဟာသူ့ရဲ့အေယာမဝင်ပလွေကြီးကိုစီးမင်းပြီးလက်စီလက်တလို့မြန်ဆန်တဲ့နှုံနဲ့ရှေ့ကိုပြေးထွက်မှဝေ့ရန်ပြီးအေးခဲအလောင်းကောင်ရဲ့ခေါင်းတက်တဲ့ကိုအရှိန်အဟုန်ပြင်းစွာနဲ့ထုရိုက်ချလိုက်ပါတယ်ပြင်းထန်တဲ့ပောက်ကွဲတန်တဲ့အတူမြေပြင်တွေအကွဲသွားပြီးအေးခဲအလောင်းကောင်ကြီးဟာတစ်ချက်တည်းနဲ့တင်အမှုန့်ဖြစ်ကပျောက်ကွယ်သွားပါတော့တယ်အဆင့်တက်အေးခဲအလောင်းကောင်ကိုတက်ဖြတ်ပြီးပါပြီအတွေ့အကြုံမှတ်9မှတ်ရရှိပါသည်ဘေးကကြည့်နေတဲ့လောင်ချမ်းတဲ့အဖွဲ့သားတွေဆိုရင်ပါဇက်အဟောင်းသားနဲ့မျက်လုံးပြူကုန်ကြပါတယ်ဒါတကယ်ကြီးလားဗျာတစ်ချက်တည်းနဲ့တည်သွားတာလားငါတို့တိုက်ရင်ထိခိုက်မှု6မှတ်ပဲထိတာလေလို့အဖွဲ့သားတဦးကတုံရင်ပြောရှာပါတယ်ဂျန်ယူရဲ့ဂေါဘလင်မှာသွေးအင်အား3900နဲ့
တိုက်ခိုက်မှုစွမ်းအား120တောင်ရှိနေတာကိုဒါဟာနယ်မြေအရှင်သခင်တွေထက်တောင်တာလွန်တဲ့အခြေအနေဖြစ်နေပါပြီရှေ့ဆက်တိုးလာရင်းနဲ့ပုံမအစွမ်းထက်တဲ့အထူးအဆင့်မိစ္ဆာတွေနဲ့တိုးပါတော့တယ်အဖွဲ့သားတွေစိုးရိမ်နေချိန်မှာပဲဂျန်ယူကအေးဆေးပါပဲစိတ်မပူပါနဲ့ငါရဲ့စင့်ခေါ်တတော်ကစွမ်းရည်မသုံးရသေးဘူးဗျဝင်ပလွေစီဂေါဘလင်ခုံပြီးတန်တူနဲ့ထုပစ်ဆန်းဂေါဘလင်ကြီးဟာဝင်ပလွေနဲ့အတူလေထဲကိုမြင့်မားစွာခုန်တက်သွားပြီးမြေပြင်ပေါ်ကိုလျှက်စီအလားထိုးဆင်းကတန်တူနဲ့လွှဲရိုက်လိုက်ပါတယ်အထူးအဆင့်မိစ္ဆာကြီးဟာလည်းခံနိုင်ရည်မရှိပဲတစ်ချက်သေးနဲ့တင်မြေခတ်သွားခဲ့ရပြန်ပါတယ်ဒီလိုနဲ့ဂျန်ယူရဲ့အဖွဲ့ဟာနယ်မြေထဲမှာအကင်စားရင်အပန်းဖြေနေတယ်လို့မျိုးလွယ်လွယ်ကူကူနဲ့နယ်မြေအရှင်သခင်အခန်းထိရောက်ရှိလာပြီးနယ်မြေအရှင်သခင်ကြီးကိုလည်းစက္ကန့်ပိုင်းတွင်းပါတယ်အောင်မြင်စွာနှိမ်နင်းပြီးနယ်မြေကိုရှင်းလင်းနိုင်ခဲ့ပါတယ်နယ်မြေအပြင်ဘက်မှာတော့ចောင်းသားတွေကဂျန်ယူတို့အဖွဲ့တေချာပေါက်တေပြီလို့ထင်နေကြတော့မှအဲ့ဒီအချိန်မှာပဲကောင်းကင်ယံကနေစနစ်ရဲ့ကြီးညာတန်ကြီးဟိန်းထွက်လာပါတယ်ဂုံယူပါသည်စင့်ခေါ်သူအဖွဲ့သည်လမ်းမထက်ကနှင်းကဘာအလွယ်ဆင်းရဲ့တမိုင်းဝင်စံချိန်တင်ရှင်းလင်းမှုကိုချိုးဖျက်နိုင်ခဲ့ပါပြီနယ်မြေတွေကနေဂျန်ယူတို့အဖွဲ့ထွက်လာတဲ့အခါလူတွေအားလုံးဟာအံ့ဩတုန်လှုပ်ပြီးဝိုင်းဝန်းဖားကြပါတော့တယ်လမ်းခွဲသွားတဲ့ရီစာဟောင်းဤကလည်းအစားအသောက်တွေနဲ့လာရောက်ကပ်ဖားပါတယ်ဒါပေမဲ့ဂျန်ယူကတော့လှဲ့တောင်မကြည့်ပဲငါမစားဘူးမင်းတို့ငါလမ်းကိုမပိတ်နဲ့လို့ပြောပြီးအေးဆက်ဆက်ဖြတ်ကျော်သွားခဲ့ပါတယ်ဂျန်ယူဟာအဆင့်6ကိုရောက်ရှိသွားပြီးစွမ်းရည်တင်တစ်ခုကိုထပ်မံရရှိခဲ့တယ်လို့စွမ်းအားကြီးတဲ့မီးဝိညာဉ်ကိုပါထပ်မံဆင့်ခေါ်ကအဆင့်3အမွှာမီးတောက်မိစ္ဆာအဖြစ်အဆင့်မြင့်တင်နိုင်ခဲ့ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကတော့ဆရာမဖြစ်သူယူရဲ့အဆင့်မြင့်ပါရမီအတွက်ရတင်ရထိုက်တဲ့မျိုးတော်ရဲ့တီးတန့်အထောက်ပံ့ရင်းမြစ်တွေကိုလီဖုံးဆိုတဲ့နောက်ခံအာဏာရှိတဲ့သူကလူယူသွားခဲ့ပြီလို့လာပြောပါတယ်မကြခင်မှာပဲရွှေရောင်ဝတ်စုံအပြည့်နဲ့အထက်စီးဆန်တဲ့လီဖုံးကိုယ်တိုင်ရောက်လာပြီးဂျန်ယူကိုလှောင်ပြောင်ပါတယ်ဒီရွှေရောင်ပစ္စည်းတွေကမင်းရရမယ့်အရာတွေပေါ့ဒါပေမဲ့မင်းလိုသုံးစားမရတဲ့စင့်ခေါ်သူစီပေးတာထက်ငါလိုစစ်တီတော်စီရောက်တာကပိုတန်မိုးရှိတာပေါ့ကွာဒါပေမဲ့မင်းလည်းအတုံးဝင်ပုံရလို့ငါအဖွဲ့လည်းဝင်ခွင့်ပေးမယ်ဒါအပြင်ဂျန်ယူကိုအတင်းအကျပ်ဖိအားပေးပြီးငါသဘောနဲ့ငါအထောက်ပံ့တွေကိုလွှဲပေးပါတယ်ဆိုတဲ့ကြေညာချက်ထုတ်ခိုင်းမှုအထိကြံစီလာကြပါတယ်အဟန့်ငါကအေးဆေးနေခြင်းပေမဲ့မင်းတို့ကလာဆော်တာကိုငါကအညိုးအတေးအလွန်ကြီးတဲ့သူပြမင်းတို့ကငါ့ကိုမတရားလုပ်ချင်တာလားရတယ်လေတုံ့ပြန်ပြရတာပေါ့ဂျန်ယူကလီဖုံးရဲ့ကန့်လန့်ချက်ကိုညှင်းပယ်လိုက်ပြီးသူ့ရဲ့အရန်လူတွေနဲ့အတူအားလုံးကိုထိတ်လန့်သွားစေမယ့်ကြေညာချက်တစ်ခုကိုပြုလုပ်လိုက်ပါတယ်မင်းတို့ကငါ့ကိုအလွယ်အဆင့်ပဲနိုင်နေထင်နေတာလားဒါဆိုရင်တေမင်းတမကြောက်စရာကောင်းတဲ့အိမ်မက်ဆိုးအဆင့်ကိုငါစံချိန်ချိုးပြရင်မင်းတို့ဘလို့မျက်နှာနဲ့နေမလဲကြည့်ကြသေးတာပေါ့စင့်ခေါ်သူအဖွဲ့သည်အိမ်မက်ဆိုးအဆင့်လမ်းမထက်ကနှင်းကဘာသို့စတင်ဝင်ရောက်နေပြီဖြစ်သည်အပြင်ကလူတွေကတော့ဂျန်ယူကိုအယူတယောက်လိုဝိုင်းအောင်နေကြပါတယ်ဒီကောင်တကယ်ပဲယူသွားပြီလားအိမ်မက်ဆိုးအဆင့်ဆိုတာဘာလဲသူတကယ်ရောသိရလားဟေ့လို့အော်ဟစ်နေကြတာပေါ့သူတို့အပြောရဆိုရင်ဒီလောက်အထိခက်ခဲတဲ့နယ်မြေမျိုးဟာအဆင့်မြင့်ပါရမီရှင်တွေတောင်လုံးဝမထိရဲတဲ့နေရာမျိုးပါဒဏ္ဍာရီတွေထဲမှာတော့ထိပ်ပြီးပါရမီရှင်အထူးကူတွေတောင်မှဖြူဟာတွေကိုအသေးချာလေးလာပြီးမှကန်ကောင်းရင်အနိုင်ရနိုင်တဲ့နေရာမျိုးဖြစ်လို့ဂျန်ယူတို့အဖွဲ့ကတော့တေချာပေါက်တေတွင်းတက်ဆင်းသွားပြီလို့အားလုံးကသတ်မှတ်ထားကြပါတယ်ဒါပေမဲ့နယ်မြေထဲမှာတော့အခြေအနေတွေကတခြားစီပါပဲလောင်ကျန်းကဂျန်ယူရဲ့ဂေါဘလင်ကိုကြည့်ပြီးအံ့ဩနေပါတယ်ဟဲ့လူဂျန်ယူမင်းရဲ့ဝင်ပလွေစီဂေါဘလင်ကတရက်အတွင်းမှာပဲဘလို့လို့ဂေါဘလင်စစ်သူကြီးအဖြစ်ပြောင်းလဲသွားတာလဲဗျာဂျန်ယူကတော့လှုပ်ဝက်ချက်ဆိုပြီးပြုံးလေးပဲလုပ်နေခဲ့တာပေါ့ဒါပေမဲ့ဒီတစ်ခါရန်သူတွေကတော့အပြော့စားတွေမဟုတ်ပါဘူးအေးခဲနေတဲ့နှင်းကဘာအလောင်းကောင်တပ်ဖွဲ့တွေဟာအုပ်စုလိုက်ကြီးပြေးဝင်လာကြလို့ဂေါဘလင်စစ်သူကြီးတကောင်တည်းနဲ့တင်မရှင်နိုင်တော့မဲ့အခြေအနေစိုက်လာပါတယ်လောင်ကျန်းတယောက်စိုးရင်တကြီးနဲ့မလွယ်ဘူးဗျငါပါဝင်ကူမဖြစ်တော့မယ်လို့អော်ပြီးဝင်တိုက်ဖို့ပြင်မာတော့တယ်ဒါပေမဲ့ဂျန်ယူကလှမ်းတားလိုက်ပါတယ်ငါတယောက်တည်းဆော့မယ်လို့ပြောထားတယ်လေမင်းဘာလို့မလို့လဲမဟုတ်ဘူးလေမင်းရဲ့ဂေါဘလင်စစ်သူကြီးတကောင်တည်းမခံနိုင်တော့ဘူးလေဗျာဟာဒါကြောင့်မို့လဲသူ့ကိုစစ်သူကြီးလို့ခေါ်တာပေါ့ဗျာစစ်သူကြီးဆိုတာသူ့အောက်မှာရဲမက်တွေရှိရတယ်မဟုတ်လားကဲကြည့်ထားလိုက်စမ်းပါဂေါဘလင်စစ်သူကြီးမင်းရဲ့ရဲမက်တွေအားလုံးကိုဆင့်ခေါ်လိုက်စမ်းကြောက်မက်ဖွယ်မြင်းကလေးလှုပ်တန်တဲ့အတူအလင်းတန်းတွေပောက်ကွဲထွက်လာပြီးမြေပြင်ပေါ်ကနေအေယာမဂေါဘလင်စစ်တပ်ကြီးတစ်ခုလုံးဟာလက်နက်ကိုစီနဲ့ထွက်ပေါ်လာပါတော့တယ်ဒီမြင်ကွင်းကိုကြည့်ပြီးလောင်ကျန်းတို့အဖွဲ့ဆိုရင်မျက်လုံးအိမ်တွေပါပြုတ်ထွက်မတက်အံ့ဩကုန်ကြတာပေါ့ဗျာတိုက်ခိုက်ကြစမ်းဂျန်ယူရဲ့အမိတ်တန်တဲ့အတူဂေါဘလင်စစ်တပ်ကြီးဟာရန်သူတွေရှိရာကိုဘုံတိုင်းကျဲပြီးစီးနှင်းဝင်ရောက်တိုက်ခိုက်ပါတော့တယ်ဓာတ်ချက်တွေလှန်ချက်တွေဟာမိဘွားတွေတစ်ဖြက်ဖြက်ထွက်နေပြီးနှင်းကပါအလောင်းကောင်တွေဟာဖုံမုံတွေလိုတစစီကြေမွပျက်စီးကုန်ပါတော့တယ်လောင်ကျန်းကတော့အံ့ဩလွန်းလို့ဒီလောက်အထိအစွမ်းထက်တဲ့ကောင်ကိုမှအမိုက်အလောက်ကင်လို့ပြောတဲ့သူရှိရင်ငါဝင်စော်ပြစ်မယ်ပြလို့အထိဒေါသတကြီးနဲ့အားရပါရပြောရှာပါတော့တယ်အောက်ခြေရန်သူတွေကိုရှင်းလင်းပြီးတဲ့နောက်မှာတော့သူတို့ထက်ကိုးစင်တောင်မြင်မာတဲ့ထိတ်တန်းအထူးကောင်ကြီးနဲ့ရင်ဆိုင်ရပါတော့တယ်ဒီကောင်ကတာမန်ဂေါဘလင်စစ်သူကြီးနဲ့တိုက်ရုံနဲ့မလွဲကူပါဘူးဒါပေမဲ့ဂျန်ယူမှာကြိုတင်ပြင်ဆင်မှုရှိပြီးသားပါမိတောက်မိစ္ဆာအမွှာတို့ထွက်ပေါ်လာခဲ့စမ်းသူ့ရဲ့စင့်ခေါ်တန်အဆုံးမှာတော့အပူရှိန်ပြင်းပြင်းနဲ့တောက်လောင်နေတဲ့မိတောက်မိစ္ဆာအမွှာနှစ်ကောင်ထွက်ပေါ်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုမီးဟုံတောက်သွားစေပါတယ်ပြီးတော့ပြင်းထန်လာတဲ့အေယာမမီးလုံးကြီးတွေနဲ့ထိတ်တန်းအထူးကောင်ကြီးကိုပြစ်မှတ်ထားပြီးစက်တိုက်ပစ်ခတ်ပါတော့တယ်ထိတ်တန်းအထူးကောင်ကြီးကလည်းဒေါသတကြီးနဲ့တွေးပြန်ဖြစ်တဲ့စွမ်းရည်တွေကိုတုံးပြီးပြန်လဲခုခံပေးမဲ့ဂျန်ယူရဲ့တိုက်ခိုက်မှုစွမ်းအားကပုံမိုကြောက်မက်ဖွယ်ကောင်းလို့နောက်ဆုံးမှာတော့ပြအဖြစ်ပြောင်းလဲသွားခဲ့ရပါတော့တယ်ဒီတိုက်ပွဲအပြီးမှာတော့ဂျန်ယူတယောက်နှစ်ဆင့်တိုက်ရိုက်တက်သွားပြီးရွှေရောင်အဆင့်ပစ္စည်း၃ခုတောင်စုလက်အဖြစ်ထွက်ကြလာခဲ့လို့တစ်ဖွဲ့လုံးဝမ်းသာအားရဖြစ်သွားကြပါတယ်တစ်ဖက်မှာတော့ဂျန်ရှုမျိုးရဲ့မြို့တော်ဝင်ဆောင်ယုံကတော့ဂျန်ယူသူ့ကိုလာမတွေးလို့ဒေါသထွက်နေပါတယ်သူကဂျန်ယူရဲ့အဆင့်မြင့်အထောက်ပံ့တွေကိုအာနာရှိတဲ့လီဖုံးစီတွဲပြောင်းပေးခဲ့တဲ့သူလေမြို့တော်ဝင်ကရုပ်မာလွန်းလို့ဂျန်ယူတေချာပေါက်နယ်မြေထဲမှာတေးလိုက်မယ်လို့တွေးပြီးဂျန်ယူဟာမောက်မာပြီးအာမတန်ပဲမန်ရှော့ကတေဆုံးသွားခဲ့သည်ဆိုတဲ့ဝမ်းနဲ့ကြောင်းသတင်းစာတောင်ကြိုတင်ပြင်ဆင်ခိုင်းထားပါတယ်တခါနယ်မြေထဲမှာလည်းနောက်ထပ်အကြက်တဲတစ်ခုနဲ့ကြုံရပြန်ပါတယ်နောက်ဆုံးအရှင်သခင်ကအလွန်မင်းတမလွန်းလို့အဖွဲ့တွေကဝန်ဆိုတဲ့ကောင်ကတေးရမှာကြောက်ပြီးအဖွဲ့ကိုတစ္ဆာဖောက်ကနယ်မြေထဲကနေစွတ်အတင်းထွက်ပြေးသွားပါတော့တယ်နယ်မြေအပြင်ဘက်မှာတော့တစ္ဆာဖောက်ပြီးထွက်ပြေးလာတဲ့ဝန်ဟာ
ဂျန်ယူတို့အဖွဲ့တေချာပေါက်တေပြီးလို့လူတွေကြားထဲမှာဝါဒဖြန့်ပြီးတောင်ပြောင်နေပါတယ်အထူးသဖြင့်ဂျန်ယူရဲ့ပစ္စည်းတွေကိုလူယူထားတဲ့လီဖုန်းကလည်းဝန်ကိုကြည့်ပြီးအားရပါရဟာတိုက်လောင်ပြောင်နေတာပေါ့ဒါပေမဲ့သူတို့တဟားဟာရေမောလို့မှမဆုံးသေးခင်မှာပဲကောင်းကင်ရန်ကနေဓာတ်ရိုက်ကြီးညာတန်ကြီးထွက်ပေါ်လာပါတော့တယ်ဂုံယူပါသည်စင့်ခေါ်သူအဖွဲ့သည်အိမ်မက်ဆိုးအဆင့်လမ်းမထက်ကနှင်းကဘာရဲ့တမိုင်းဝင်အမြန်ဆုံးစံချိန်ကိုချိုးဖျက်နိုင်ခဲ့ပါပြီဒီကြီးညာတန်ကြီးကြောင့်တလောကလုံးစွန့်သွားပြီးလီဖုန်းနဲ့ဝန်တို့ရဲ့မျက်နှာတွေဟာချက်ချင်းဖြူဖြောသွားပါတော့တယ်ဂျန်ယူဟာနေမြေထဲမှာတစ္ဆာဖောက်ဝန်ကိုအဖွဲ့ထဲကနေကန်ထုတ်ပစ်လိုက်ပြီးကြံတဲ့တစ္ဆာရှိတဲ့တငယ်ချင်းတွေနဲ့အတူခမ်းနားစွာအနိုင်ယူပြခဲ့တာပါဂျန်ယူဟာအဆင့်30ကိုရောက်ရှိသွားပြီးအဆင့်မြင့်စွမ်းရည်2ခုအထိရရှိသွားခဲ့ကဒဏ္ဍာရီလာမီးတောက်ငကားမွေအမွှာဖြစ်ပါအဆင့်မြင့်တင်နိုင်ခဲ့ပါတယ်ဒီလိုစံချိန်တင်အောင်ပွဲခံပြီးတဲ့နောက်မှာတော့အနီးနားကရှန်ယူမျိုးရဲ့အထူးကိုယ်စားလှယ်ချောင်ကဂျန်ယူကိုလာရောက်စီးရုံးပါတော့တယ်သူကဂျန်ယူကိုမြို့တော်ဝင်ဆောင်ယွန်ရဲ့ရုံမှမှုတွေကိုလက်တော့ပြန်ဖို့နဲ့ရှန်ယူမျိုးမှာနေထိုင်ရင်အဆင့်မြင့်အထောက်ပံ့တွေအပြည့်အဝပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်ဂျန်ယူကလည်းလက်ခံလိုက်ပြီးအခြေအနေတွေပြောင်းလဲသွားတဲ့အခါဂျန်ရှုမျိုးရဲ့မြို့တော်ဝင်ဆောင်ယွန်ကစိုးရိမ်တကြီးနဲ့သူ့ရဲ့အတွင်းရေးမှုကိုလွှတ်ပြီးလာရောက်ဖားရှာပါတယ်ဒါပေမဲ့ဂျန်ယူကတော့အဖက်မလုပ်ပဲရှင်းရှင်းလင်းလင်းပဲတောင်းဆိုလိုက်ပါတယ်ငါ့ကိုဒီမြို့မှာဆက်နေစေခြင်းရင်အခြေအနေ2ခုရှိတယ်ပထမတစ်ခုကလီဖုန်းစီလွှဲပေးထားတဲ့ငါရဲ့ရင်းမြစ်တွေကိုအကုန်ပြန်ပေးရမယ်ဒုတိယတစ်ခုကမြို့တော်ဝင်ဆောင်ယွန်နဲ့လီဖုန်းတို့ကိုယ်တိုင်ငါ့ကိုလူသိရှင်ကြားဒူးထောက်တောင်းပန်ရမယ်အတွင်းရေးမှုကဒါဟာမဖြစ်နိုင်ဘူးလို့ညှင်းပယ်လိုက်တဲ့အခါဂျန်ယူကပြက်ပြက်တသားပဲကြေညာလိုက်ပါတော့တယ်ဒါဆိုရင်တော့ငါဟာဒီနေ့ကစပြီးဂျန်ရှုမျိုးသားမဟုတ်တော့ဘူးဂျန်ယူတယောက်ရှန်ယူမျိုးကိုရောက်တဲ့အခါတိုက်ခန်းအမိုက်စာရရှိသွားပြီးနောက်ထပ်အဆင့်တက်ဖို့အတွက်အဆင့်2အိမ်မက်ဆူနေမြေဖြစ်တဲ့ရှန်ယူဖျားကျောင်းတော်တွေကိုဝင်ဖို့ပြင်ဆင်ပါတော့တယ်ဒီတစ်ခါမှာတော့စွန်စားခန်းဖော်အသစ်အဖြစ်လမ်းဘေးအကင်ဆိုင်မိသားစုကဆင်းသက်လာပြီးလှပတဲ့မိန်းကလေးမှုဆိုးဖြစ်သူချာယွန်ပါဝင်လာပါတော့တယ်သူမဟာအိမ်မက်ဆူအဆင့်နေမြေမှန်းတိလိုက်ရတဲ့အခါလန့်သွားပေမဲ့လေဂျန်ယူရဲ့စွမ်းအားကိုယုံကြည်ပြီးသူမရဲ့ဘဝကိုပုံဩကာလိုက်ပါဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့နေမြေထဲမဝင်ခင်မှာပဲချာယွန်ရဲ့အကူဖြစ်သူဂျေဖန်စီကိုချာယွန်ကတေးတန်းစာလိုမျိုးစာတိုတစောင်လှမ်းပို့လိုက်ပါတယ်အဲ့ဒီအချိန်မှာဂျေဖန်ကအရေးကြီးအစည်းအဝေးတစ်ခုလုပ်နေတာပါစာကိုဖတ်ပြီးဂျေဖန်တယောက်လန့်ဖြတ်သွားပြီးအစည်းအဝေးခန်းထဲမှာလေဂျန်ယူနဲ့ချာယွန်တို့အဖွဲ့အိမ်မက်ဆူဖျားကျောင်းတော်ထဲတွားနေကြပြီးလူထောက်ပါတော့တယ်အနားကလူတွေကလည်းဂျန်ယူကအဆင့်33ပဲရှိသေးတာပြီးတော့လူပို3ယောက်ကိုခေါ်သွားသေးတယ်သူတကယ်ပဲယူသွားပြီလို့ဝိုင်းပြောကြပါတယ်တကယ်တော့ဒီနယ်မြေဟာတကယ်ငရဲအပြင်ဘက်အတိုင်း100%ပုံတူကူးထားတဲ့တေဆုံးမှုနှုန်းအလုံးမြင့်မားတဲ့နေရာဖြစ်ပြီးရခင်ကနာမည်ကြီးကျွမ်းကျင်ပညာရှင်ဂျွန်ကျန်းတယောက်ပဲအောင်မြင်အောင်ဖြတ်ကျော်ဖူးတာပါဖះเจ้าတော်ထဲရောက်တာနဲ့ပတ်ဝန်းကျင်တစ်ခုလုံးကတရေကားရိုက်ကွင်းအတိုင်းခြောက်ခြားစရာကောင်းနေပါတယ်ထွက်သွားဆန်းဆိုပြီးလမ်းပိတ်ထားတဲ့တရေတစီတွေပြေးဝင်လာပါတယ်ဂေါဘလင်စစ်သူကြီးတက်တိုက်ဆန်းပြင်းထန်တဲ့ပောက်ကွဲတံတွေနဲ့အတူဂျန်ယူရဲ့ညွှန်ကြားချက်နဲ့ဂေါဘလင်စစ်သူကြီးဟာတစ်ချက်ထဲနဲ့တင်လမ်းပိတ်တရေတွေကိုအမှုန့်ကျိတ်ပြီးအတွေ့အကြုံမှတ်2100ရယူပေးလိုက်ပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးအဖွဲ့သားတွေကဟာတစ်ချက်ထဲနဲ့အပြည့်ရှင်းလိုက်တာလားဆိုပြီးပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်ဂျန်ယူကတော့အေးဆေးဆေးပဲဒါကသွေးပူလေးကျင်ကန်မဲ့ရှိသေးတဲ့လမ်းကအဝေးကြီးကြံသေးတယ်လို့ပြောပြီးရှေ့ဆက်ခဲ့ပါတယ်ချာယွန်ကတော့ဂျန်ယူရဲ့တစ်ချက်ထဲတိုက်ခိုက်မှုထိခိုက်မှုတန်းက9000အထိထွက်သွားတာကိုကြည့်ပြီးငါတကယ်အားကိုးရတဲ့လူကြီးနဲ့စုံတွေ့ခဲ့ပြီပဲလို့စိတ်ထဲကနေကြိတ်ပြီးဝမ်းသာနေမိပါတယ်သူတို့ဟာတမိုင်းဝင်ဆိုးရွားလာတဲ့တူတန်မြေကိုရောက်ရှိလာပါတယ်လမ်းညွန်စာအုပ်တွေအရဆိုရင်ဒီတူတန်မှာရှန်ယူရွာရဲ့ရွာလူကြီးဟောင်းဖြစ်ခဲ့ဘူးတဲ့အလွန်အစွမ်းထက်တဲ့အရှင်သခင်တစေကြီးရှိနေပြီးသူ့ကိုထွက်လာစေဖို့တူတန်တွေကကောင်းတွေအကုန်လုံးကိုဆွဲထုတ်ပြီးတကောင်မကြံတက်ပြရမှာဖြစ်ပါတယ်အဖွဲ့သားတွေကငားသွားပြီးရန်သူတွေကိုဆွဲခေါ်ခဲ့မယ်လို့ပြောပေမဲ့ဂျန်ယူကတားလိုက်ပါတယ်မလိုဘူးဒုက္ခမရှာနဲ့ငါရဲ့မီးတောက်ငကားမွေအမွှာရန်သူတွေကိုအကုန်ပြက်ရှင်းပစ်ဆန်းအေယာမမီးတောက်ငကားမွေနှစ်ကောင်ဟာမီးမြဲတွေကိုမှုတ်ထုတ်ပြီးရန်သူအုပ်စုလိုက်ကြီးကိုစက္ကန့်ပိုင်းအတွင်းပြဖြစ်သွားစေပါတယ်ပြီးတော့ရွာလူကြီးအရှင်သခင်ကောင်းကြီးထွက်ပေါ်လာတဲ့အခါမှာလဲဂျန်ယူကသူ့ရဲ့ဂေါဘလင်စစ်တပ်နဲ့မီးတောက်ငကားမွေတွေကိုတုံးပြီးချက်ချင်းတုတ်တင်ပစ်လိုက်ပါတယ်ဒီတိုက်ပွဲအပြီးမှာတော့အထူးရှာဖွေမှုပစ္စည်းအဖြစ်ရွာလူကြီးရဲ့ဈေးတံကိုရရှိသွားပါတယ်ဒီနေရာမှာဂျန်ယူကတခုသတိထားမိသွားပါတယ်ဂျွန်ကျန်းရဲ့လမ်းညွှန်စာအုပ်ထဲမှာဒီဈေးတံအကြောင်းမပါဘူးဒါဟာသူချန်လက်ထားခဲ့တဲ့တောချက်ပစ္စည်းပဲပြီးတော့သူကတတိယလူရှူတောင်းကနေပဲရွာပြက်ကြီးဖြစ်သွားတဲ့ဇလန်းကိုစောင့်ကြည့်ပြီးတရေတစီတွေရန်ကနေအခေါင်းထဲပုံပြီးဖြတ်ကျော်ခဲ့တာငါတို့ကတော့ရွာသားတွေရဲ့ရှူတောင်းကနေဇလန်းကိုကိုယ်တိုင်တွန်းအားပေးပြီးစံချိန်တစ်တင်မဲ့ဂျန်ယူဟာရွာလူကြီးရဲ့ဈေးတံကိုပါဆက်မှာကိုက်လိုက်တဲ့အခါအံ့ဩစရာကောင်းစွာနဲ့ပဲရွာကတစီတွေကရွာလူကြီးပြန်လာပြီးဆိုပြီးရွာလူကြီးအဖြစ်တတ်မှတ်ကရိုသေကိုင်းဆိုင်သွားကြပါတော့တယ်တစီတွေရဲ့လမ်းပြမှုနဲ့တူသူတို့ဟာဖះเจ้าတော်စီရောက်ရှိသွားပါတယ်အဲ့ဒီမှာရွာသားတစီတွေကသူတို့ရဲ့ဆိုးရွားလာတဲ့အတိတ်ဖြစ်တွေကိုဖွင့်ဝင်ခံပါတော့တယ်ကျွန်တော်တို့ရွာပြက်ကြီးဖြစ်သွားတာကနတ်ဖះအမားကိုကိုးကွယ်မိပြီးချိန်စာတင်လို့ပါအရင်နှစ်တွေကကျွန်တော်တို့ရွာဟာမှောင်ခိုကုန်တယ်တွေစီကနေမိန်းကလေးတွေကိုအတ္တမဖမ်းဆီးခေါ်ဆောင်လာခဲ့ကြတယ်ပြီးတော့သူတို့ကိုအကျဉ်းချထားပြီးရွာသားတွေကအိမ်တော်ဖက်အဖြစ်အတင်းအတ္တမယူခဲ့ကြတဲ့ဒီဆိုးရွားလုံးတဲ့လုပ်ရက်ကိုကြားလိုက်ရတဲ့အခါချာယုံလို့အဖွဲ့ကလူယုံမာတွေမင်းတို့ဒီလိုဖြစ်တာထိုက်တန်တယ်လို့ဒေါသတကြီးအော်ဟစ်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအလွန်ပြင်းထန်တဲ့ရန်ညိုးတွေနဲ့အတူအနီရောင်ဝတ်တရေမအရှင်သခင်ကြီးထွက်ပေါ်လာပါတယ်သူမကဆွဲဆောင်မှုရှိတဲ့လေတံနဲ့ဟေ့မောင်ချောလေးညကရှည်လျားလာပါတယ်မောင်လေးငါနဲ့အတူတညတာကုံဆုံးမလားဟင်လို့ဖျားယောင်းလိုက်ပါတယ်ဂျန်ယူကတော့အေးဆက်ဆက်ပဲပြန်ပြောလိုက်ပါတယ်မင်းမဘလောက်ပဲရန်ညိုးတွေရှိနေပါစေငါ့ကိုညစာစားဖို့ဖိတ်ချင်ရင်မင်းမအဲ့ဒီလောက်အရေးချင်းရှိဖို့လိုလိမ့်မယ်တိုက်ခိုက်ကြစမ်းအနီရောင်ဝတ်တရေမကအလွန်တန်မာလုံးလို့အဖွဲ့သားတွေတေတော့မယ်လို့ထင်မှတ်ခဲ့ပေမဲ့ဂျန်ယူကသူ့ရဲ့၃ခုမြောက်အဆင့်ကစင့်ခေါ်သားဖြစ်တဲ့လက်ပြနှက်မင်းကိုစင့်ခေါ်ပြီးစင့်ခေါ်သားတွေရဲ့သွေးကိုစင်ဆက်မပြတ်ပြန်ဖြစ်ပြီးကအလဲထိုးပစ်လိုက်ပါတယ်တိုက်ပွဲအပြီးမှာတော့ဂျန်ယူကတရေမောက်ကိုတပ်ပစ်မဲ့အစားစကားပြောခဲ့ပါတယ်ဒီကိစ္စတွေရဲ့တကယ်တရခံကကွန်ကျန်းနဲ့သူ့ဖွဲ့တွေမလားငါမင်းတို့ရဲ့နာကျင်စရာတွေးကြွေးဖို့ဆက်ပေးမယ်ဆိုရင်မင်းရဲ့ရန်ညိုးတွေကိုလွှတ်ချပေးနိုင်မလားတရေမောက်ကဂျန်ယူရဲ့ရိုးသားမှုကိုမြင်ပြီးသဘောတူလိုက်တဲ့အတွက်သူတို့ဟာဖះเจ้าတော်နယ်မြေကိုရာနှုန်းပြည့်ပြီးပြည့်စုံစွာအောင်မြင်ခြင်းအဖြစ်တမိုင်းဝင်စံချိန်တစ်တင်ပြီး
ပြီးဖြတ်ကျော်နိုင်ခဲ့ပါတော့တယ်အပြင်ဘက်မှာတော့ဂျန်ယူသေးလိမ့်မယ်လို့ထင်ပြီးပြောပါနေတဲ့ဂျန်ရှုမျိုးရဲ့မြို့တော်ဝင်ဆောင်ယွန်နဲ့လီဖုန်းတို့ဟာစနစ်ရဲ့ကြေညာတန်ကြောင့်စွန့်သွားကြပါတယ်ဂုံယူပါသည်စင့်ခေါ်သူအဖွဲ့သည်ရှန်ယူဖျားကျောင်းတော်နယ်မြေကိုယာနှုံးပြည့်ပြည့်စုံစွာအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တဲ့ဖြင့်ရှန်ယူမျိုးသားအားလုံး600ခန့်နှုန်းစွမ်းရည်မြင့်တင်မှုရရှိပါသည်ဒီသတင်းကြောင့်မျိုးသားတွေအားလုံးကဂျန်ယူကိုကျေးဇူးတင်ပြီးချီးကျူးနေကြပြီးဂျန်ယူရဲ့ရင်းမြစ်တွေကိုလူယူခဲ့တဲ့မြို့တော်ဝန်ဆောင်ယွန်ကိုတော့ဝိုင်းဝန်းဆဲဆိုဒေါသထွက်ကြပါတော့တယ်တစ်ဖက်မှာတော့ဂျန်ယူဟာယတနာတစ်တာကနေအစင်းမြင့်လာတဲ့ဆုံးကဝေးတောင်ဝေးဟောင်းနဲ့အစင်းမြင့်စွမ်းရည်ဖြစ်တဲ့ငကားမင်းနှလုံးသားစတာတွေကိုရရှိသွားခဲ့ပါတယ်ပြီးတော့သူ့ရဲ့စင့်ခေါ်စွမ်းအားတွေကိုတုံးပြီးအစွမ်းထက်လာတဲ့အစင်း6ရှိတဲ့မင်းတော်မိစ္ဆာရဲမကြီးဖြစ်ပါစင်ကယ်တိုးတက်အောင်ပြုလုပ်နိုင်ခဲ့ပါတယ်သူတို့ဟာကြော်ကြားသွားပြီးတဲ့နောက်ရှန်ယူမျိုးရဲ့ထိပ်တန်းအဖွဲ့အစည်းတစ်ခုကလာရောက်ဖိတ်ခေါ်ခဲ့ပါတယ်အဆင့်40ကျော်မှဝင်ခွင့်ရတဲ့အဖွဲ့ဖြစ်ပေမဲ့ဂျန်ယူရဲ့ပါရမီကြောင့်အထူးဖိတ်ခေါ်ခံရပြီးအဆင့်တက်ဖို့အတွက်နေမြေအသစ်တစ်ခုစီဦးတည်ခဲ့ကြပါတယ်ဂျန်ယူဟာအဆင့်20သို့ရောက်ရှိသွားပြီးဖျားเจ้าတော်ရဲ့လူတစ်ဆန်ချိန်စရာမှာတတိယနေရာကိုတင်ပိုက်နိုင်ခဲ့ပါတယ်ဒါတင်မကသေးပဲအဆင့်မြင့်စွမ်းရည်ဖြစ်တဲ့စစ်ပွဲရတနာကိုရရှိသွားခဲ့လို့ရန်သူတွေကိုတက်လိုက်တိုင်းမှာအမြဲတမ်းပစ္စည်းကောင်းတွေထွက်ကြလာစေမဲ့စွမ်းရည်ကိုပိုင်ဆိုင်သွားခဲ့ပါပြီအဖွဲ့သားတွေကနေမြေကနေထွက်ဖို့ပြင်နေကြပေမဲ့ဂျန်ယူကတော့ရာနှုန်းပြည့်အောင်မြင်မှုမရသေးတဲ့အတွက်တခုခုကြံနေသေးတယ်ဆိုတာရိပ်မိသွားပါတယ်သူကအဖွဲ့သားတွေကိုအပြင်မှာကြိုးဆောင်ခိုင်းပြီးမြေအောက်ကွင်းပြင်ထဲမှာရှာဖွေလိုက်တဲ့အခါမိခင်ပိုးကောင်ကြီးခြံထားခဲ့တဲ့အထူးစုလက်ဖြစ်တဲ့မိခင်ပိုးကောင်တွေးကြောက်ခဲကိုရှာဖွေတွေ့ရှိသွားပါတယ်ဒီတွေးကြောက်ခဲကလုံးဝအယောင်းဝယ်လုပ်လို့မရတဲ့တသက်တာတစ်ခုတည်းသောပစ္စည်းဖြစ်ပြီးစားသုံးလိုက်ရင်အမြင့်ဆုံးတွေးအင်အားစွမ်းရည်ကိုမြင့်တင်ပေးမှာပါဂျန်ယူကချက်ချင်းပဲဝါမျိုးပစ်လိုက်တဲ့အခါသူ့ရဲ့အမြင့်ဆုံးတွေးအင်အားဟာ9000ကျော်အထိဝုန်းကနေခုန်တက်သွားပြီးစတေးလို့ရတဲ့တွေးပမာဏဟာလည်း3800ထိရောက်ရှိသွားပါတယ်ဒါဟာဖျားသခင်အဆင့်ရှိတဲ့စင့်ခေါ်သားတွေကိုစင့်ခေါ်နိုင်ဖို့လက်တကမ်းအကွာကိုရောက်ရှိသွားတာပဲဖြစ်ပါတယ်ဂျန်ယူနယ်မြေအပြင်ကိုထွက်လာတဲ့အခါအဖွဲ့အစည်းကြီးရဲ့လူကြီးကဝမ်းတာအားရကြိုဆိုပါတယ်ဂျန်ယူမင်းနောက်ထပ်တမိုင်းဝင်စံချိန်တစ်ခုကိုထပ်ချိုးလိုက်ပြန်ပြီးမင်းဟာအခုဆိုရင်တကဘာလုံးကအစ်စ်ဝင်သူတွေထဲမှာနံပါတ်1ဖြစ်သွားပြီကွဒါအပြင်အဖွဲ့အစည်းဘက်ကဂျန်ယူကိုအဆင့်3အဆင့်ရှိတဲ့တမန်တော်ကျွန်းဆိုတဲ့လေးစတာအဆင့်နယ်မြေထဲဝင်ခွင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်တကယ်တော့ဒီနေရာကအဖွဲ့အစည်းကောင်းဆောင်ရဲ့တမီးဖြစ်သူလူဟန်ဟီအတွက်တိတန့်ချန်ထားတဲ့နေရာဖြစ်ပေမဲ့ဂျန်ယူရဲ့စွမ်းရည်ကြောင့်ဂျန်ယူကဦးစားပေးရရှိသွားတာပါဒီနေရာမှာအဖွဲ့အစည်းလူကြီးကတတိပေးပါတယ်ဒါပေမဲ့ဂျန်ယူလေးစတာအဆင့်နယ်မြေဆိုတာဘာလဲမင်းသိလားအဲ့ဒီထဲမှာမင်းရင်ဆိုင်ရမှာကတာမန်မိစ္ဆာတွေတင်မကဘူးရက်စင်အတီးတီးကဘာတီးတီးကလာကြတဲ့တခြားကဘာကအဆင့်မြင့်ကျွမ်းကျင်သူတွေနဲ့ဓာတ်ရိုက်အပြန်အလှန်တိုက်ခိုက်ရမှာဂျန်ယူကပြုံးပြီးမေးလိုက်ပါတယ်တခြားကဘာကကောင်းတွေကိုတက်ရင်စုလက်တွေပိုရလားရတာပေါ့ပစ္စည်းကောင်းတွေအများကြီးထွက်ကြမှာဒါဆိုရင်တော့စဉ်းစားမနေတော့ဘူးငါတယောက်တည်းပဲသွားမယ်လို့ဂျန်ယူကပြက်ပြက်တသားဆုံးဖြတ်လိုက်ပါတော့တယ်ဂျန်ယူတယောက်နံပါတ်1နေရာရောက်သွားပြီးတဲ့နောက်ရှန်ယူမျိုးသားအားလုံး600ခန့်လုံးစွမ်းရည်မြင့်တင်မှုတွေရရှိကုန်ကြပါတယ်ဒါကိုမြင်တဲ့ဂျန်ရှုမျိုးကလူတွေဟာဒေါသတကြီးနဲ့မြို့တော်ဝင်ရုံခန်းရှိမှလာရောက်ဆန္ဒပြကြပါတော့တယ်လူရုံမှာဆောင်းယုံထွက်ခဲ့ဆန်မင်းကြောင့်ငါတို့မျိုးကပါရမီရှင်ဂျန်ယူထွက်သွားရတာမြို့တော်ဝင်ဆောင်းယုံကတော့ရုံခန်းထဲမှာတုံတုံကြီးနဲ့ငါကိုလာဆဲနေကြတယ်ငါအဆင့်90တာရောက်ရင်ဒီကောင်ငါကိုဒီလိုမမဝတ်မှာမဟုတ်ဘူးလို့ကြုံသွားပြီးလူထုဒေါသကိုမရင်ဆိုင်ရဲတာကြောင့်နောက်ဆုံးမှာတော့မြို့ကနေခိုးထွက်ပြီးထွက်ပြေးပုန်းရှောင်သွားရပါတော့တယ်ဂျန်ယူဟာတမန်တော်ကျွန်းထဲကိုဝင်ရောက်လာတဲ့အခါလမ်းမှာအဆင့်3ရှိတဲ့လူဟန်ဟီနဲ့တွေ့ဆုံခဲ့ပါတယ်သူမကလည်းဂျန်ယူတယောက်တည်းဝင်မှာကိုတတိပေးပေမဲ့ဂျန်ယူကတော့ဂယုမဆိုင်ပဲကျွန်းပေါ်ကိုဓာတ်ရိုက်ချေချလိုက်ပါတယ်ကျွန်းပေါ်ရောက်တာနဲ့ကဘာတစ်ပါးကကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကဂျန်ယူကိုခြုံခိုတိုက်ခိုက်လိုက်ပါတယ်ဟာဟာတယောက်တည်းလာတဲ့ကောင်ပဲကြည့်ရတာအမိုက်ဆင့်ခေါ်သူဖြစ်လိမ့်မယ်အမဲလိုက်လို့ရပြီဟေးလို့ဝိုင်းရကြပါတယ်ဂျန်ယူကအေးဆေးပါပဲမင်းတို့တကယ်ပဲကန်ကောင်းတာပဲဆိုပြီးသူ့ရဲ့အဆင့်6အဆင့်1ဆင့်ခေါ်သားဖြစ်တဲ့ငရဲကွမြတ်သူကြီးကိုဆင့်ခေါ်လိုက်ပါတယ်အေယာမအလင်းတန်းများနဲ့အတူတေမင်းတများကြောက်စရာကောင်းတဲ့ကွမြတ်သူကြီးထွက်ပေါ်လာတဲ့အခါရန်သူတွေကဒါအဆင့်6ဆင့်ခေါ်သားကြီးလားတွားပြီးပြေးကြလို့အော်ဟစ်ကုန်ကြပါတယ်သူတို့ပြေးဖို့ပြင်ပေမဲ့ဂျန်ယူကငါကတွားခွင့်ပေးလို့လားဆိုပြီးသူ့ရဲ့အမိတ်ပေးတန်အဆုံးမှာငရဲကွမြတ်သူကြီးကဓာကြီးကိုဝေ့ရမ်းပြီးအဆင့်26ရှိတဲ့စစ်တီတော်တကောင်ကိုတစ်ချက်ထဲနဲ့ခေါင်းဖြတ်ပြီးတက်ပစ်လိုက်ပါတယ်အတွေ့အကြုံမှတ်6000နဲ့အတူရွှေအဆင့်ရတနာတစ်တာတွေကာကွယ်ရေးဝတ်စုံတွေပါထွက်ကြလာပါတယ်ဂျန်ယူကမပြေးပါနဲ့ဦးအသင်းဖော်ဆိုတာမိသားစုပဲလေအတူတူတေကြတာပေါ့ဆိုပြီးကျန်တဲ့ထိပ်သီးသမားတွေကိုလည်းစက်တိုက်တုတ်တင်ပြီးရတနာတစ်တာတွေနဲ့အတူပါရမီအမှတ်1000အထိအပိုင်သိမ်းပိုက်လိုက်ပါတယ်ကျွန်းပေါ်မှာရန်သူတွေကိုလိုက်ရှာရတာပြင်းစရာကောင်းတဲ့အတွက်ဂျန်ယူကတားရဲနဂါးတွေကိုတုံးပြီးကောင်းကင်ရံမှာမိတောက်တွေမှုတ်ခိုင်းကအတန်ပုံခွဲပြီးလူတွေကိုဆွဲဆောင်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲတခြားကဘာကနာမည်ကြီးအဖွဲ့တစ်ဖွဲ့ရောက်ရှိလာပါတယ်အဲ့ဒီထဲမှာအဆင့်မြင့်စွမ်းရည်ရှိတဲ့ကူဟန်ကမောက်မာစွာနဲ့မိတ်ဆက်ပါတယ်ငါနာမည်ကကူဟန်ကွလူတွေကငါ့ကိုစုံကဝေတူတန်မှုလို့ခေါ်ကြတယ်မင်းရဲ့စင့်ခေါ်သားကငါရဲ့စွမ်းအားပြည့်ကိုခံနိုင်ရရှိမလားကြည့်ရအောင်သူတို့အဖွဲ့ကဂျန်ယူရဲ့စင့်ခေါ်သားတွေကြာဆုံးသွားတာကိုမြင်ပြီးဟာမင်းရဲ့အားကိုးရတဲ့စင့်ခေါ်သားတည်သွားပြီးအခုဘာတက်နိုင်သေးလဲလို့တောင်ပြောင်ကြပါတယ်ဂျန်ယူကပြုံးလိုက်ပြီးမင်းတို့မရိပ်မိဘူးလားအခုနတည်သွားတဲ့ကောင်ကအထောက်ကူပြုကောင်ပဲရှိသေးတယ်ပြီးတော့သူဘာအစွမ်းမှမတုံးရသေးဘူးကဲပျော်စရာဂိမ်းလေးစားကြရအောင်လက်ပြနဲ့မင်းစွမ်းအားအလုံးကိုပြန်လဲဖြည့်တင်းပေးလိုက်စမ်းလက်ပြနဲ့မင်းရဲ့စွမ်းအားကြောင့်ဂျန်ယူရဲ့စင့်ခေါ်သားအလုံးသွေးပြည့်ပြန်ဖြစ်သွားတဲ့အခါရန်သူတွေကဘာသွေးတွေချက်ချင်းပြန်ပြည့်သွားတာလားလို့လန့်ဖြတ်သွားပါတယ်မိစ္ဆာရဲမတ်ဒေါသစွမ်းရည်ကိုဖွင့်ပြီးတိုက်ပွဲဝင်စမ်းမိတောက်တွေဟုံဟုံတောက်နေတဲ့မိစ္ဆာရဲမတ်ကြီးနဲ့ငရဲကွမြတ်သူကြီးတို့အဆင့်6နှစ်ကောင်စလုံးရဲ့ကြောက်မဖွယ်ရာစွမ်းအားတွေအောက်မှာကူဟန်တို့အဖွဲ့ဟာဖုံမုံတွေလိုတဆစီကြေမော့ပျက်စီးပြီးအတွေ့အကြုံမှတ်3,000ကျော်နဲ့အတူရတနာတစ်တာတွေကိုထပ်မံစွန့်ကြဲသွားရပါတော့တယ်ဂျန်ယူရဲ့ကြောက်မဖွယ်ရာပွဲချမ်းမှုကိုတောအုပ်ထဲကနေချောင်းကြည့်နေတဲ့ကြံတဲ့ကဘာတစ်ပါးကစွန့်စားသူတွေဟာလက်ဖြတ်သွားပြီးနေမြေထဲကနေစွတ်အတင်းထွက်ပြေးကုန်ကြပါတော့တယ်ဟာငါရဲ့တားကောင်တွေပြေးကုန်ပြီငါရဲ့ရတနာတစ်တာတွေငါရဲ့အတွေ့အကြုံမှတ်တွေပြန်လာခဲ့ကြဦးလေဗျာလို့
ဂျန်ယူကနှမျောတတစွာနဲ့အော်ဟစ်နေရှာပါတယ်ဒါပေမဲ့စနစ်ကတော့ချက်ချင်းကြေညာလိုက်ပါတယ်ဂုံယူပါသည်တင်တို့အဖွဲ့သည်တမန်တော်ကျွန်းနယ်မြေရှိပြိုင်ဘက်အားလုံးကိုရှင်းလင်းပြီးနောက်အသက်ရှင်ကျန်ရစ်သူဖြစ်တဲ့ဖြစ်3နာရီမပြည့်မီတမိုင်းဝင်စံချိန်တစ်ဖြစ်ရာနှုန်းပြည့်အောင်မြင်သွားပါပြီအပြင်ဘက်မှာအဖွဲ့အစည်းကောင်းဆောင်ကြီးကဂျန်ယူရဲ့ရမှတ်ကိုကြည့်ပြီးမျက်လုံးပြူးသွားပါတယ်ဘာဝင်သွားတာ3နာရီပဲရှိသေးတယ်ရမှတ်က73မှတ်တောင်ရထားတာလားတယောက်တည်းနဲ့တခြားကမ္ဘာအဆင့်မီအဖွဲ့နှစ်ဖွဲ့လုံးကိုအပြက်ရှင်းပစ်လိုက်တာပဲတကယ်ကိုယတနာထုတ်ကြီးတိုးတာပဲဟဲ့ဂျန်ယူနယ်မြေအပြင်ကိုထွက်လာတဲ့အခါအဖွဲ့အစည်းကောင်းဆောင်ကြီးကကိုယ်တိုင်လာရောက်ကြိုဆိုပြီးဒဏ္ဍာရီလာစစ်နဲ့ဖျားရီတောင်ပထမဆုံးပွဲမှာမင်းလောက်ရမှတ်မရခဲ့ဘူးလို့ချီးကျူးဂုဏ်ပြုလိုက်ပါတော့တယ်ဂျန်ယူတယောက်တမန်တော်ကျွန်းနယ်မြေကိုစံချိန်တင်ရှင်းလင်းပြပြီးတဲ့နောက်အခုဆိုရင်အဖွဲ့အစည်းကြီးကခေါင်းဆောင်ကြီးတွေဟာဂျန်ယူအပေါ်အလုံးစုံပုံအောပြီးရင်းနှီးမြှုပ်နှံဖို့ဆုံးဖြတ်လိုက်ကြပါပြီခေါင်းဆောင်ကြီးကဂျန်ယူကိုယူယုံမဟာမိတ်အဖွဲ့ရဲ့မျိုးဆက်တစ်ခေါင်းဆောင်ဖြစ်တတ်မှတ်လိုက်ပြီးနောက်မှာမဟာမိတ်အဖွဲ့ရဲ့အရင်းမြစ်တွေအားလုံးကိုဂျန်ယူတယောက်တည်းစီပုံပေးမယ်လို့ကတိပေးလိုက်ပါတယ်ဒါနဲ့မကပဲနောက်တစ်လမှာကျင်းပမယ့်အထူးဂုဏ်သိက္ခာရှိတဲ့လူငယ်ကျွမ်းကျင်ပညာရှင်များမဟာပြိုင်ပွဲမှာအဖွဲ့အစည်းကိုစားပြုအဖြစ်ဝင်ရောက်ရှင်ပြိုင်ဖို့ကမ်းလှမ်းလာပါတယ်ဒီပြိုင်ပွဲဟာ3နှစ်အတွင်းအလောက်ကန်ပြောင်းလဲထားသူတွေရှင်ပြိုင်ရတာဖြစ်ပြီးအဓိကကတော့မြို့ပြတွေအတွက်အရင်းမြစ်တွေလူယူပေးရတဲ့ပြိုင်ပွဲကြီးဖြစ်လို့ဂျန်ယူကချက်ချင်းပဲလက်ခံလိုက်ပါတယ်ပြိုင်ပွဲမတိုင်ခင်အချိန်ရသေးတာကြောင့်ဂျန်ယူဟာနောက်ထပ်နယ်မြေတစ်ခုကိုထပ်မံကြမ်းပြဖို့ထွက်ခွာသွားပါတော့တယ်ပြိုင်ပွဲကျင်းပရာကွင်းကြီးထဲမှာလူပေါင်းထောင်ချီပြီးစီကားနေပါတယ်ရုံရင်းဆန်ခတ်တွေကြားကနေနောက်ဆုံး16ရောက်အဆင့်ကိုရောက်ရှိလာခဲ့ပါပြီဒါပေမဲ့ပထမဆုံးပွဲစဉ်မှာဂျန်ယူတယောက်ပုံမလာသေးတဲ့အတွက်လူတွေကဒီစင့်ခေါ်သူကောင်ကြောက်ပြီးထွက်ပြေးပြီလားလို့ဝိုင်းပြောနေကြပါတယ်တကယ်တော့ဂျန်ယူဟာဘယ်သူမှမရှင်းနိုင်သေးတဲ့လေးစရာအဆင့်ရှိထောင်ကျသေးမင်းတမန်နယ်မြေတွေကိုတယောက်တည်းတွားရောက်ရှင်းလင်းနေခဲ့တာပါစနစ်ကနေကြီးညာတန်ထွက်ပေါ်လာပါတယ်ဂုံယူပါသည်ရှန်ယူမျိုးသားဂျန်ယူသည်လေးစရာအဆင့်ထောင်ကျသေးမင်းတမန်နယ်မြေကိုရာနှုန်းပြည့်အောင်မြင်မှုဖြစ်အောင်မြင်သွားတဲ့ဖြစ်မျိုးသားအားလုံးစွမ်းရည်600ခိုင်နှုန်းတိုးမြင့်ရရှိပါသည်မနောက်ပါနဲ့အဲ့ဒါလူ20ဝင်ရမယ့်နယ်မြေကိုသူတယောက်တည်းရှင်းခဲ့တာလားဆိုပြီးပြည်သက်တွေအံ့ဩလို့မဆုံးခင်မှာပဲဂျန်ယူတယောက်ကွင်းထဲကိုအချိန်မီရောက်ရှိလာပါတယ်ပထမဆုံးပွဲစဉ်အဖြစ်ဂျန်ယူဟာအဆင့်မြင့်ဖုန်ကြီးဖြစ်တဲ့ဂျန်ဟာနဲ့ရင်ဆိုင်ရပါတယ်ဂျန်ဟာကစင့်ခေါ်သူတွေရဲ့အားနည်းချက်ကအနီးကပ်တိုက်ခိုက်တာပဲဆိုပြီးဂျန်ယူစီကိုချက်ချင်းအမြန်နှုန်းနဲ့ပြေးဝင်လာပါတယ်ဒါပေမဲ့ဂျန်ယူကအေးဆေးပါပဲသူကလူသက်သမားတစ်စိတ်စွမ်းရည်ကိုတုံးပြီးကိုရောင်ဖြောက်ကဂျန်ဟာရဲ့တိုက်ကွက်ကိုအတာလေးရှောင်တိန်လိုက်ပြီးမိစ္ဆာရဲမက်ပညာပေးလိုက်စမ်းလို့အမိန့်ပေးလိုက်ပါတယ်မိစ္ဆာရဲမက်ကြီးရဲ့ပစိန်ချက်ကြီးပြင်းထန်စွာကြားရောက်လာပါတယ်ဂျန်ဟာကအကျွမ်းမဲ့ခုခံမှုအကာအကွယ်တိုင်းကိုတုံးထားပေမဲ့မိစ္ဆာရဲမက်ကြီးရဲ့တစ်ချက်တည်းသောထိခိုက်မှုတန်က9000ကျော်အထိထိမှန်သွားပြီးချက်ချင်းတစ်ချက်တည်းနဲ့တုံးလုံးပက်လက်လဲကြကရှုံးနေသွားပါတော့တယ်ဘာဖြစ်သွားတာလဲတစ်ချက်တည်းနဲ့တေသွားတာလားဆိုပြီးပြည်သက်တွေတင်မကပဲအဖွဲ့အစည်းကောင်းဆောင်တွေပါပါဆက်အဟောင်းသားဖြစ်သွားကြပါတယ်နောက်တစ်ပွဲဖြစ်တဲ့ကွာတာဖိုင်နယ်မှာတော့ဂျန်ယူဟာဒီပြိုင်ပွဲရဲ့အဓိကချန်ပီယံရေပန်းစားသူဖြစ်ပြီးအဆင့်48ရှိတဲ့ထိပ်သီးစစ်တီတော့တန်ဇွန်နဲ့ထိပ်တိုက်တွေ့ဆုံပါတယ်အဆင့်ကွာခြားချက်က16အဆင့်တောင်ကွာခြားနေတာပါတန်ဇွန်ကလည်းစကတဲ့ကရှော့မတွက်ပဲရှားပါထိပ်သီးစွမ်းရည်ဖြစ်တဲ့သွေးမိုးဆက်ကွင်းကိုတုံးပြီးလေပေါ်ကနေအပြင်းပြင်းတိုက်ခိုက်ပါတယ်ဒါပေမဲ့ဂျန်ယူကလည်းသူ့ရဲ့စင့်ခေါ်သားတွေကိုတကောင်ပြီးတကောင်ထုတ်ပြပါတော့တယ်ဒုတိယမြောက်စင့်ခေါ်သားတတိယမြောက်စင့်ခေါ်သားဖြစ်တဲ့လိပ်ပြနတ်မင်းကြီးစတုထမြောက်စင့်ခေါ်သားနဲ့ပစ္စမမြောက်စင့်ခေါ်သားဖြစ်တဲ့ငရဲကွမြတ်သူကြီးရဲ့အဆင့်မြင့်ပုံစံတို့ထွက်ပေါ်လာပါတယ်ငရဲကွမြတ်သူကြီးအဆင့်မြင့်ပုံစံငရဲအမှောင်မြူခိုးကိုထုတ်လွှတ်စမ်းကွင်းပြင်တစ်ခုလုံးအမှောင်ထုဖုံးလွှမ်းသွားပြီးတစုံတစ်ယောက်ဘာမှမမြင်ရတော့တဲ့အချိန်မှာဂျန်ယူရဲ့စင့်ခေါ်သားတွေကဝိုင်းဝန်းတိုက်ခိုက်လိုက်တဲ့အတွက်နောက်ဆုံးမှာတော့ချန်ပီယံလောင်းတန်စုံတစ်ယောက်ဂျန်ယူကိုလက်လျှော့အရှုံးပေးလိုက်ရပါတော့တယ်ဂျန်ယူမင်းတကယ်ပဲငါထင်ထားတာထက်ပိုစွမ်းထက်ပါတယ်ငါရှုံးပါပြီလို့တန်စုံကကြီးကြီးဖြူဖြူဝန်ခံသွားပါတယ်ပြိုင်ပွဲပြီးတဲ့နောက်ဂျန်ယူဟာအနားမနေပဲဖះเจ้าတော်ကနေထုတ်ပြန်ထားတဲ့လုံးဝလမ်းညွှန်မရှိသေးတဲ့လူ90ဝင်ရမယ်အထူးပြိုင်ပွဲနယ်မြေအသစ်ဖြစ်တဲ့ပြည်နယ်တန်လမ်းမတဲကိုဝင်ရောက်ဖို့ပြင်ဆင်ပါတယ်ဒီနယ်မြေကထူးဆန်းပါတယ်ဝင်သွားတဲ့သူတွေဟာကိုယ့်ရဲ့ကိုယ်ပိုင်ပစ္စည်းတွေအားလုံးပိတ်ပင်ခံရပြီးဒုက္ခသည်တွေအဖြစ်စက်ကောင်နေရာယူပြီးကစားရတဲ့ပုံစံမျိုးဖြစ်နေပါတယ်ဂျန်ယူကဒုက္ခသည်မျိုးသမီးတဦးရဲ့ခင်မိုးနေရာကနေတရုတ်ဆောင်ရပြီးဒီရွယ်ချက်ကတော့ဒီဒုက္ခသည်တွေကိုတဲမုန်တိုင်းကြားကနေဘေးကင်းရာနတ်ဖျားเจ้าစီခေါ်ဆောင်သွားဖို့ဖြစ်ပါတယ်လန်ခီမှာတခြားမျိုးနွယ်စုတွေနဲ့ပူးပေါင်းမိပြီးတဲကန်နာရကိုဖျက်ကျော်ကြပါတယ်ဂျန်ယူတရုတ်ဆောင်ရတဲ့စက်ကောင်ရဲ့ဇနီးကဖျားနာနေပြီးတခြားမျိုးနွယ်စုရဲ့အမျိုးသမီးကောင်းဆောင်ကဂျန်ယူစီမှာထူးဆန်းတဲ့နတ်ဖျားစွမ်းအားတွေရှိနေတာကိုရိပ်မိသွားပြီးတဲမုန်တိုင်းကိုဖျက်ကျော်ဖို့တိုက်တွန်းပါတယ်မင်းရဲ့ဇနီးအိုင်ရှာကနောက်ထပ်တဝက်ပဲအသက်ရှင်တော့မယ်တဲမုန်တိုင်းကိုဖျက်ပြီးရှေ့ကနတ်ဖျားစစ်တီတော်စီသွားမှရမယ်တဲ့ဂျန်ယူဟာတခြားစွန့်စားသူအချို့နဲ့အတူတဲမုန်တိုင်းတွေကိုတိုးဝင်သွားခဲ့ပါတယ်လမ်းမှာခြုံခိုတိုက်ခိုက်တဲ့ကင်းဆောင်သားရဲကောင်တွေကိုဂျန်ယူရဲ့စင့်ခေါ်သားတွေကအလွယ်တကူတုတ်တင်လိုက်ပေမဲ့တဲမုန်တိုင်းကပျောက်မသွားပဲပုံမပြင်းထန်လာပါတယ်တဲမုန်တိုင်းကြားထဲကနေပေါ်ထွက်လာတဲ့အေယာမသားရဲကြီးဟာတခြားမဟုတ်ပဲနတ်ဖျားတည့်ရဲ့အစီကံဖြစ်တဲ့ဟာလန်ဖြစ်နေပါတယ်သူကဂျန်ယူရဲ့စင့်ခေါ်သားတွေကိုမြင်ပြီးဒီဒုက္ခသည်တွေကြားထဲမှာဘလို့လို့ဒီလောက်အစွမ်းထက်တဲ့သူရှိနေရတာလေလို့အံ့ဩတုန်လှုပ်သွားပါတယ်ဟာလန်ကဂျန်ယူကိုကဘာပြတ်တဲမြေမြုပ်ချင်းကွက်နဲ့တိုက်ခိုက်ပြီးဂျန်ယူရဲ့ဝိညာဉ်ကိုဒီနေရာမှာထာဝရပိတ်လောင်ထားဖို့ကြိုးစားပါတယ်ဒါပေမဲ့ဂျန်ယူကလုံးဝမသေးပဲပြန်ထွက်လာတဲ့အခါဟာလန်တယောက်ယူသွတ်မတက်ဖြစ်သွားပါတယ်မင်းဘလို့လို့အသက်ရှင်နေတာလဲမင်းနောက်ွယ်ကနတ်ဖျားအဟောင်းကဘာတူလဲဂျန်ယူကငါလည်းမသိဘူးလို့အေးအေးဆေးဆေးပြန်ပြောတဲ့အခါဟာလန်ကတွေးပြက်စွာရေမောပြီးဒါဆိုငါတို့အားလုံးရှုံးခဲ့ကြတာပဲအားလုံးကကစားပွဲတစ်ခုတက်ပဲသူငါတို့ကိုလှည့်စားခဲ့တာမြင့်မြတ်တော်မြေစီသွားတာကကိုတက်သေးတာနဲ့အတူတူပဲလို့ဝန်ခံလိုက်ပါတော့တယ်ဒါပေမဲ့ဂျန်ယူကတော့ညှတာမနေပါဘူးစင့်ခေါ်သားတွေကိုတုံးပြီးဟာလန်ကိုချက်ချင်းပဲတုတ်တင်ပစ်လိုက်ပါတယ်ဒီတိုက်ပွဲကနေအတွေ့အကြုံမှတ်348,000နတ်ဖျားအစအနပါရမီအမှတ်38,000နဲ့အတူအဖိုးတန်လေးစွမ်းရည်စာအုပ်ဝိယုံနဲ့အစွမ်းထက်အစအနတစ်ခုကိုရရှိလိုက်ပါတယ်ပြီးတော့စနစ်ကနေတဲကန်နာရဲ့နတ်ဖျားရဲ့အာယုံဆိုင်မှုကိုခံရနိုင်ခြေပုံမမြင့်မားသွားပြီလို့အထူးတတိပေးချက်ထွက်လာပါတယ်ဂျန်ယူတို့အဖွဲ့တဲကန်နာရကိုဖျက်ကျော်ပြီးခိုးလုံးရွာငယ်လေးကိုရောက်လာကြပါတယ်ဒါပေမဲ့ဒီရွာလေးကလူတောင်းချီအတွက်အစားအသောက်မပေးနိုင်ပါဘူးအဲ့ဒီအချိန်မှာပဲအစင်းမြင့်နတ်ဖျားတစ်စစ်တီတော်ကိုရီရောက်လာပြီး
ရွာကိုဖျက်ဆီးဖို့ကြိုးစားပါတယ်ကိုရီဟာဒဏ်ရာရရင်ချက်ချင်းပြန်ကောင်းတဲ့အကန့်အသတ်မဲ့ပြန်လဲပြည့်ပြိုးခြင်းစွမ်းရည်ရှိပေမဲ့ဂျန်ယူကသူ့ရဲ့ငရဲကွမြတ်သူကြီးကိုနှဝါအဆင့်မိစ္ဆာသားရဲ့အဖြစ်အဆင့်မြင့်တင်လိုက်ပြီးကိုရီကိုအပြက်ရှင်းပစ်လိုက်ပါတယ်ကိုရီတေဆုံးသွားပြီးတဲ့နောက်ဂျန်ယူတယောက်နတ်ဖျားเจ้าကပေးခဲ့တဲ့ဓာတ်ပုံ9ပုံရဲ့လျှို့ဝှက်ချက်ကိုသဘောပေါက်သွားပါတယ်ဒီခရီးစဉ်ဟာတကယ်တော့အနာဂတ်ဟောကိန်းမဟုတ်ပါဘူးဒါဟာကွယ်လွန်သွားခဲ့တဲ့အိမ်မက်အရှင်သခင်ရဲ့စိတ်ကူးစိတ်တမ်းတွေထဲကအချိန်စင်ကြံအိမ်မက်တစ်ခုတသက်ပဲဖြစ်ပါတယ်ဒီအိမ်မက်ထဲမှာတူးတဲသောနိုးထနေသူကတော့လမ်းပြအိုကြီးအိုတောင်ပါပဲအိုတောင်ဟာဒီအိမ်မက်ထဲမှာအကြိမ်ပေါင်းရာနဲ့ချီပြီးပတ်လန်းလည်နေခဲ့တာဖြစ်ပြီးအိမ်မက်ရဲ့ဗဟိုချက်ကိုအမွေဆက်ခံနိုင်မဲ့ကယ်တင်ရှင်ကိုစောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်အိုတောင်ကဂျန်ယူကိုအိမ်မက်ဗဟိုချက်ရှိရာစီခေါ်သွားပါတယ်ဒါပေမဲ့ဒါကအိုတောင်ရဲ့ထောင်ချောက်တစ်ခုလည်းဖြစ်နေပါတယ်အိုတောင်ကဂျန်ယူရဲ့စွမ်းအားတွေကိုသုံးပြီးဒီအိမ်မက်ကဘာထဲမှာသူကိုယ်တိုင်တစ်ခုတည်းသောနတ်ဖျားဖြစ်ချင်နေတာပါဂျန်ယူငါနဲ့ပူးပေါင်းပါငါတို့နှစ်ယောက်ပေါင်းရင်နာကျင်မှုမရှိတဲ့ကဘာတစ်ခုကိုဖန်တီးနိုင်ပြီးငါကအဲ့ဒီကဘာရဲ့နတ်ဖျားဖြစ်လာလိမ့်မယ်တဲ့ဒါပေမဲ့ဂျန်ယူကပြုံးလိုက်ပြီးမင်းနဲ့အတူအိမ်ဆော့ကစားဖို့ငါမှာအချိန်မရှိဘူးငါရဲ့စွမ်းအားနဲ့ဆိုရင်ငါဘယ်နေရာမှမဆိုနတ်ဖျားဖြစ်နိုင်တဲ့ဒါကြောင့်ငါအိမ်မက်ကနေနိုးထရတော့မယ်လို့ဆိုတာအိုတောင်ကိုအနိုင်တိုက်ပြီးအိမ်မက်ဗဟိုချက်ကိုအောင်မြင်စွာသိမ်းပိုက်လိုက်ပါတယ်နယ်မြေအောင်မြင်မှုဆုလက်အနေနဲ့လှည့်စားမှုနဲ့အိပ်ပျော်စေသည့်စွမ်းရည်အလုံးကိုလုံးဝခုခံနိုင်စွမ်းရရှိသွားပါတော့တယ်ဂျန်ယူအိမ်မက်ကနေနိုးထလာတဲ့အခါတကဘာလုံးကကစားသမားတွေရဲ့စွမ်းရည်တွေ10ရာခိုင်နှုန်းတိုးသွားတဲ့အတွက်တကဘာလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်အတိတ်ကဂျန်ယူကိုစွန့်ပစ်ခဲ့တဲ့ဂျန်ရှူမျိုးကလူတွေလည်းဒူးထောက်တောင်းပန်မှုရောက်လာကြပေမဲ့ဂျန်ယူကအရေးမစိုက်ပါဘူးအဲ့ဒီနောက်ဂျန်ယူဟာဒန်နာရီလာစစ်နက်ဖျားနမ်မြူယွန်နဲ့တွေ့ဆုံပါတယ်နမ်မြူယွန်ဟာအရင်ပတ်လန်းတွေထဲမှာလက်မောင်းတစ်ဖက်ဆုံးရှုံးခံပြီးဒီအိမ်မက်ကိုရှင်းလင်းဖို့ကြိုးစားခဲ့သူဖြစ်ပြီးအခုတော့ဂျန်ယူရဲ့အရေးချင်းကိုအပြည့်အဝအတိမတ်ပြုကစစ်နက်ဖျားကျောင်းစီဖိတ်ခေါ်လိုက်ပါတယ်ဂျန်ယူဟာအဆင့်35တို့ရောက်ရှိသွားပြီးအစွမ်းထက်စွမ်းရည်တစ်နှစ်ခုကိုရရှိလိုက်ပါတယ်အိမ်မက်အတူရှင်တွဲနေထိုင်ခြင်းစွမ်းရည်ကြောင့်စင့်ခေါ်သားအားလုံးဂျန်ယူရဲ့အိမ်မက်ထိန်းချုပ်ခွင့်ကိုမျှဝေခံစားပြီးတိုက်ခိုက်ရေးစွမ်းအားနှစ်ဆမြင့်တက်သွားတယ်လို့ကမ္ဘာလုံးဆိုင်ရာစင့်ခေါ်ခြင်းစွမ်းရည်ကြောင့်အကွာအဝေးကန့်သက်ချက်မရှိပဲစင့်ခေါ်သားအားလုံးကိုတပြိုင်နက်တည်းခေါ်ယူနိုင်သွားပါတယ်ဒါတင်မကပဲဂျန်ယူဟာမိတ္တူအိမ်မက်စွမ်းရည်ကိုသုံးပြီးကိုယ်ပိုင်နယ်မြေတွေကိုစိတ်ကြိုက်အဆင့်မြင့်ပြီးအကန့်အသတ်မရှိပစ္စည်းတွေနဲ့ပါရမီအမှတ်တွေရှာဖွေနိုင်တဲ့အဆင့်ထိရောက်ရှိသွားပါတော့တယ်ဂျန်ယူတယောက်အိမ်မက်လောကရဲ့အခွင့်အာဏာကိုသိမ်းပိုက်လိုက်တာဟာအမှောင်တွင်းနဲ့ရဲ့ကမ္ဘာဦးအရှင်သခင်ရဲ့နယ်မြေကိုကျူးကျော်လိုက်တာနဲ့အတူတူပါပဲကောင်းကင်ကြီးတစ်ပြင်လုံးမင်းမောင်သွားပြီးပြင်းထန်တဲ့မိုးချင်းတန်တွေနဲ့အတူကောင်းကင်ထက်ကနေအနန္တတခိုးရှင်ရဲ့အတန်ကြီးကထိန်ထွက်လာပါတယ်မိုက်မဲလာချီလာအိမ်မက်ရဲ့အခွင့်အာဏာကိုလူယူပြီးကမ္ဘာဦးအရင်မြစ်ကိုစိန်ခေါ်ဝတ်နေပေါ့မင်းတေတံပေးခြင်းခံရမယ်ဒါပေမဲ့ဂျန်ယူကတော့သူ့ရဲ့စင့်ခေါ်သားပေါင်းထောင်တောင်းချီကိုနောက်ွယ်မှာအသင့်ပြင်ထားပြီးကောင်းကင်ကြီးကိုမောကြီးကအေးဆက်စွာပြောလိုက်ပါတယ်ဒါကငါအိမ်မက်ငါရဲ့စီးမြင်မဲ့ကမ္ဘာဦးဖိအားတက်နဲ့ငါကိုဖိနှိပ်ချင်တာလားစင့်ခေါ်သားတွေအားလုံးတက်ဆန်းဂျန်ယူရဲ့ညွှန်ကြားချက်အောက်မှာအဆင့်မြင့်တိုးတက်ထားတဲ့တားရဲကြီးတွေအားလုံးဟာကမ္ဘာဦးအရှင်သခင်ရဲ့တိုက်ခိုက်မှုတွေကိုအိမ်မက်စွမ်းအားတွေနဲ့အသားလေးချေမှုန်းပစ်လိုက်ပြီးကမ္ဘာဦးစွမ်းအားကြီးကိုပါတခါတည်းအလဲထိုးကတက်ဖြတ်ပစ်လိုက်ပါတော့တယ်ဒီလိုနဲ့မဖြစ်နိုင်ဘူးလို့လူတိုင်းသတ်မှတ်ထားတဲ့ပြည်နယ်တန်းလမ်းမှာနယ်မြေကိုရာနှုန်းပြည့်အောင်မြင်မှုရအောင်ရှင်းပြနိုင်ခဲ့ပြီးအားလုံးကအသုံးမကျဘူးလို့ထင်ထားတဲ့စင့်ခေါ်သူအလောက်ကင်ကိုကမ္ဘာအမြင့်ဆုံးအဆင့်ထိဆွဲတင်ပြရင်ဂျန်ယူရဲ့စွန့်စားခံဇလန်းလေးကတော့ဒီနေရာမှာတင်အောင်မြင်စွာနဲ့ပြီးဆုံးသွားပါတော့တယ်ဗျာအခုလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဇလန်းတွေအမိုက်စားပြန်လဲပြောပြချက်တွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel ကို Like နဲ့ Subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့အောင်တော့ဘေးနားကခေါင်းလောင်းလေးကိုပါနှိပ်ထားပေးရင်တော့ဗီဒီယိုအသစ်တင်တိုင်းလက်မလွတ်တမ်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်နောက်ထပ်ဇာတ်ကားကောင်းတွေမှာပြန်လဲဆုံတွေ့ကြပါမယ်အားလုံးပဲတာယာသောနေ့လေးဖြစ်ပါစေခင်ဗျာ